ဖိနိုင်ခံရရတာဘလို့ကောင်းလဲဆိုတော့ပြမယ်ငါဘူးကန်တကွင်းလုံးကွာပတ်သိပ်ပြီးသွားပြီကွာအပိုင်နဲ့တို့ပါတဲ့ကလာတဲ့ကောင်တွေကပြက်နေအဲ့မှာကွာအဲ့ကောင်တွေတက်လာတော့ဘာခေါ်ပြီးလဲနောက်ကဖယ်နိုင်တယ်တဲ့ဘယ်ကြောင်ကြောင်ညနေခုမှတရင်နိုးလာတဲ့ကောင်လည်းမသိပါဘူးကွာအမှကြည့်ငါဘူးကန်ဘလို့သိမ့်နေလဲဆိုတာခိုးပြီးဝိုင်းပြစ်ပြတယ်အောင်တက်လာမှန်ကန်နေအလှလေးပြစ်ပြနေခုနကောင်ကွာတကယ်ရက်ဆက်သွားတယ်ဘယ်ကနေဘလို့တရင်နိုးလာအောင်အခုကြမှာဖိုးပြီးဝါလှလေးပြစ်ပြနေမှာဒီကောင်မေးဒီကောင်တက်လာပြန်ပတ်နောက်မှာထောက်နေကောင်ရှိနေပြန်ပတ်သွားတခါတဲ့ဒီကောင်ကတခါလိုက်သေးလိုက်ဟုတ်လားစိတ်ကလေးနဲ့ဆိုတော့တခါလည်းပါထပ်ခေါ်လိုက်အဲ့မှာကွာတစ်စက်ကွဲပြီးသွားကွာနောက်တဲ့အမှနောက်တစ်စက်ကွဲရောက်လာအဲ့မှာဒီကောင်နဲ့နှစ်ကောင်နဲ့အဲ့နှစ်ကောင်လည်းလှလေးပြစ်ပြလိုက်တယ်ကြည်တာတာကြီးတော့ဒီကောင်မတက်ဘူးကိုတက်မှာကွာခါတက်ပြီးပါခေါ်မှာအဲ့ကောင်ရေးရဒီကောင်ဘယ်ထွက်မလဲကျိုးအိမ်ထားဖို့ပဲဟုတ်လားတလွယ်လေးပါဒီမှာဆိုလဲကွာငါအဲ့နှစ်ကောင်ကအမှောက်လိုက်တိန်တာနှစ်ကောင်ကတဲကြီးမဲကြီးလိုက်တိန်တာမလျှော်ကိုင်းနဲ့အဲ့ပေါက်ကနေငါခုံးပြစ်ထားတဲ့အဲ့ကိုတည်းရိုးနေပြီသားရဲ့မင်းအဲ့ပေါက်ကတက်လာမယ်ဆိုလဲငါတီးပြီးသားအဲ့နားမှာကွာမတက်ဖဲနဲ့ငါ့ကိုထောက်ပြစ်မယ်ဆိုတော့ငါတီးတယ်ကွာဒီမိုင်းနှစ်ကောင်ရှိသေးတယ်အမှကြည့်တာအပေါက်ကနေကြောလာအောင်ပါဒီကောင်လေးကနော်ဒီကောင်လေးမမရဲ့မောင်လေးနဲ့တူတယ်ဒီကောင်လေးပြန်ချန်ကြောတဲ့ကောင်